တိမှန်တစ်ဖက်ချမ်းက Alice ဘူးရှိရှိတုန်းကကလေးမလေးတယောက်ကသူ့ရဲ့အခန်းထဲမှာပြင်းပြီးလဲနေတယ်သူ့နာမည်က Alice တဲ့ကြောင်မင်းသမီးလေးမာယာဟိုးရှိရှိတော့ကရွာငလေးတစ်ယောက်မှာဒေါ်ရတီလို့ခေါ်တဲ့နှလုံးသားလာတဲ့မိန်းကလေးတစ်ယောက်နေထိုင်ခဲ့တယ်ဘယ်တော့မှစိတ်ချနှမှုမရှိတဲ့မျိုးသမီးတစ်ယောက်စီမှာအလုပ်ကိုကြိုးကြိုးစားစားလုပ်ခဲ့တယ်မျိုးသမီးကြီးမှာတက်စီးဆို